ဒါပေမဲ့ဒေဂျိုအတွက်တော့သူတို့ဟာပြိုင်ဘက်မဖြစ်နိုင်ခဲ့ပါဘူးသူကမြန်ဆန်ပြီးကြီးကြတဲ့တိုက်ခိုက်မှုတွေနဲ့တယောက်ပြီးတယောက်လဲကျအောင်လုပ်ခဲ့ပါတယ်နောက်ဆုံးမှာအုံးကိုယ်တိုင်ဝင်လာခဲ့ပါတယ်အုံးကအရင်လိုယုံကြည်မှုမရှိတော့ပါဘူးဒေဂျိုကတစ်ချက်ထိုးလိုက်တာနဲ့အုံးရဲ့လက်ကိုထိခိုက်သွားစေခဲ့ပါတယ်အုံးကနာကျင်လွန်းလို့မြေပြင်ပေါ်လဲကျပြီးအော်ဟစ်ခဲ့ပါတယ်ဒေဂျိုကတော့ဟီယန်ကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်ဟီယန်ဟာစိတ်သက်သာရာရသွားပေမဲ့ကြောက်လန့်မှုတွေနဲ့မျက်ရည်ကျလာခဲ့ပါတယ်ဒီဖြစ်ရပြီးနောက်အတန်းတွေကအခြေအနေတွေပြောင်းလဲလာခဲ့ပါတယ်အရင်ကတိတ်ဆိတ်ပြီးအထီးကျန်နေတဲ့ဒေဂျိုဟာအခုတော့ចောင်းသားတွေအတွက်သူ့ရဲ့ကောင်းတယောက်လိုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဟီယန်ကတော့ကြောင်းမလာတော့ပါဘူးတနေ့စာတင်ချိန်မှာဒေဂျိုကဟီယန်ကြောင်းစိတ်ပူနေခဲ့ပါတယ်အတန်းပိုင်ဆရာကចောင်းသားတွေကိုလှည့်ကြည့်ရင်းဒေဂျိုနာရောက်လာပါတယ်အခြားចောင်းသားတွေကဆရာလာတာနဲ့တန်းထိုင်ကြပေမဲ့ဒေဂျိုကတော့အတွေးထဲမှာပဲနစ်နေခဲ့ပါတယ်ဆရာကဒေါသထွက်ပြီးသူ့ကောင်းကိုရိုက်ဖို့လက်မြောက်လိုက်ပါတယ်ဒါပေမဲ့ဒေဂျိုရဲ့အေဂျင့်အလေးချင်းကြောင့်ကိုယ်တိုင်မသိပဲဆရာလက်ကိုချက်ချင်းဖမ်းလိုက်ပါတယ်သူကဘသူလက်ကိုဖမ်းမိမှန်းသိသွားတဲ့အချိန်မှာချက်ချင်းလွတ်လိုက်ပါတယ်ဆရာကရှက်သွားပြီးမျက်နှာနီလာခဲ့ပါတယ်ပြီးတော့ဒေဂျိုကိုအပြစ်ပေးတဲ့အနေနဲ့အတန်းထဲကထွက်ခိုင်းလိုက်ပါတယ်နောက်ပိုင်းမှာဆရာကသူနာနေတဲ့လက်ကိုစေကန်းသွားပြခဲ့ပါတယ်အတန်းထဲကចောင်းသားတွေကတော့ပထမဆုံးအကြိမ်တင်းကျပ်တဲ့ဆရာကိုတယောက်ယောက်ကပြန်တုတ်ပြန်နိုင်တာကြောင့်ရေမောခဲ့ကြပါတယ်အဲ့ဒီနေ့ကစပြီးဒေဂျိုဟာကျောင်းမှာပို့ပြီးလူသိများလာခဲ့ပါတယ်နေ့လယ်စာစားချိန်မှာတော့အွန်းဟာကော်ဖီဆိုင်ထဲမှာသူ့တန်ရာရထားတဲ့လက်ကိုကိုင်ရင်ထိုင်နေခဲ့ပါတယ်သူနာကျင်နေပေမဲ့လည်းအပြင်ပန်းမှာတော့အရင်လိုပဲခက်ကြမ်းကြမ်းပြောနေခဲ့ပါတယ်ငါလက်ပြန်ကောင်းလာရင်ဒီကောင်ကိုနောက်တရားအောင်လုပ်မယ်လို့သူ့တငယ်ချင်းတွေကိုပြောခဲ့ပါတယ်သူ့အဖွဲ့သားတွေကလည်းဒေဂျိုကိုအရန်ဆိုးဆိုးရွားရွားရိုက်နှက်မယ်လို့ကတိပေးနေကြပါတယ်အဲ့ဒီအချိန်မှာပဲဒေဂျိုကော်ဖီဆိုင်ထဲဝင်လာခဲ့ပါတယ်ဒေဂျိုကိုမြင်တာနဲ့အွန်းတို့အုပ်စုရဲ့ယုံကြည်မှုတွေချက်ချင်းပျောက်သွားခဲ့ပါတယ်သူတို့မျက်နှာတွေကတင်းမာသွားပြီးကြောက်ရွံ့နေကြပါတယ်ဒါပေမဲ့ဒေဂျိုကတိုက်ခိုက်ဖို့လာတာမဟုတ်ပါဘူးသူဟာဟီယန်ဘာကြောင့်ကြောင်းမလာတော့တာလဲဆိုတာသိချင်လို့အွန်းကိုမေးဖို့လာတာပါအွန်းကစကားထစ်ပြီးအကြောင်းပြချက်မပေးနိုင်ခဲ့ပါဘူးအတုံးဝင်တဲ့အပြေမရတာနဲ့ဒေဂျိုကအတန်းပိုင်ဆရာစီခွင့်တောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆရာရုံခန်းထဲဝင်သွားတဲ့အခါဒေဂျိုဟာဆရာလက်မှာပတ်တီးစီးထားတာကိုတွေ့လိုက်ရပါတယ်ဆရာကလည်းအရင်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုသတိရပြီးရှက်နေခဲ့တာကြောင့်လက်ကိုအင်ဂျီလက်ရှည်အောက်ဖုံးထားလိုက်ပါတယ်ဒေဂျိုကဟီယန်ကိုရှာဖို့ကြောင်းပြင်ထွက်ခွင့်တောင်းလိုက်ပါတယ်ဆရာကတော့မမျှော်လင့်ပဲခွင့်ပြုလိုက်ပါတယ်ဒေဂျိုဟာချက်ချင်းဟီယန်အလုပ်လုပ်ခဲ့တဲ့ကော်ဖီဆိုင်ကိုသွားခဲ့ပါတယ်ဒါပေမဲ့ဆိုင်မှာမေးကြည့်လိုက်တဲ့အခါဟီယန်ကအလုပ်ထွက်သွားပြီဆိုတာသိလိုက်ရပါတယ်ဒေဂျိုကခဏတာစိတ်ပြတ်သွားခဲ့ပါတယ်သူမကိုထပ်မတွေ့ရတော့ဘူးလို့ထင်ခဲ့ပါတယ်ဒါပေမဲ့အိမ်ပြန်လမ်းမှာတော့မမျှော်လင့်ပဲရင်းနှီးတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့ဟီယန်ဖြစ်ပါတယ်ဟီယန်ဟာကျောင်းကနေတရားဝင်ထွက်လိုက်ပြီဖြစ်ပါတယ်အခုတော့သူမဟာအကတင်တန်းကျောင်းတစ်ခုမှာအလုပ်သစ္စာလုပ်နေခဲ့ပါတယ်တကယ်တော့အကဟာဟီယန်ရဲ့အိမ်မက်ဖြစ်ပါတယ်ကျောင်းကအခန်းဘေးကိုဖြတ်သွားတိုင်းအတွင်းကကျောင်းသားတွေလေ့ကျင့်နေတာကိုရက်ကြည့်နေတတ်ခဲ့ပါတယ်ဒါပေမဲ့အလုပ်စာရွက်စာတမ်းဖြည့်ဖို့အတွက်အုတ်ထင်းသူလက်မှတ်တစ်ခုလိုအပ်နေခဲ့ပါတယ်သူမလက်မှတ်ထိုးပေးမဲ့မိသားစုဝင်မရှိတာကြောင့်ဒေဂျိုကိုအကိုတယောက်လိုဟန်ဆောင်ပြီးလက်မှတ်ထိုးပေးဖို့တောင်းခဲ့ပါတယ်ဒါကဒေဂျိုအတွက်အနေရရှိနိုင်တဲ့အရာပါသူ့ရဲ့လျှို့ဝှက်အထောက်ထားပေါ်သွားနိုင်ပါတယ်ဒါပေမဲ့ဟီယန်ရဲ့အိမ်မက်ကိုမြင်ရတဲ့အခါဒေဂျိုကညင်းမရခဲ့ပါဘူးသူမကိုကူညီပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာဒေဂျိုဟာမြောက်ကိုရီးယားမှာကြံခဲ့တဲ့သူ့ညီမလေးကိုတတိယသွားခဲ့ပါတယ်သူ့ညီမလေးလည်းအမှုပညာကိုနှစ်သက်ပြီးပိုကောင်းတဲ့ဘဝတစ်ခုကိုအိမ်မက်ခဲ့သူပါဒါပေမဲ့မြောက်ကိုရီးယားအစိုးရရဲ့စောင့်ကြည့်မှုအောက်မှာနေထိုင်နေရပြီးဒေဂျိုကိုတာဝန်တွေပြီးမြောက်အောင်ဖိအားပေးဖို့အသုံးချခံနေရပါတယ်ဒေဂျိုရဲ့အကြီးမားဆုံးဆန္ဒကတော့တနေ့သူ့ညီမလေးနဲ့ပြန်တွေ့ဖို့ဖြစ်ပါတယ်အဲ့ဒီမျှော်လင့်ချက်ကပဲသူ့ကိုမစ်ရှင်တိုင်းဆက်လုပ်နိုင်အောင်တွန်းအားပေးနေခဲ့ပါတယ်တောင်ကိုရီးယားမှာသူ့မိဘအဖြစ်ဟန်ဆောင်နေတဲ့စုံလွဲနှစ်ယောက်ကလည်းတကယ်တော့မြောက်ကိုရီးယားအေဂျင့်တွေဖြစ်ကြပါတယ်အဲ့ဒီညမှာဒေဂျိုနဲ့ဟီယန်ဟာထိတလက်ထဲနဲ့အိမ်ပြန်ခဲ့ကြပါတယ်ဟီယန်အတွက်တော့သူမဘေးမှာကျင်နာတဲ့လူတစ်ယောက်ရှိနေတာကအရန်ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒေဂျိုမှာတော့အခြေအေးခံစားချက်မရှိခဲ့ပါဘူးသူကဟီယန်ကိုကိုညီမလေးတစ်ယောက်လိုပဲသဘောထားခဲ့တာပါလမ်းမှာသူမရဲ့အတိတ်အကြောင်းကိုလည်းသိလာခဲ့ပါတယ်ဟီယန်ရဲ့မိဘတွေဟာသူမငယ်ငယ်ကလေးကဆုံးပါသွားခဲ့ကြပါတယ်အဲ့ဒီနောက်ပိုင်းမှာသူမဟာလစာနဲ့တဲ့အချိန်ပိုင်းအလုပ်တွေလုပ်ရင်းကိုဘွားကိုရုန်းကန်လာခဲ့ရပါတယ်နောက်တစ်နေ့မှာတော့ဒေဂျိုဟာသူ့မစ်ရှင်ကိုအမြန်ဆုံးပြီးမြောက်ဖို့ဆုံးဖြတ်ပြီးအရင်ရရှိထားတဲ့သတင်းအချက်အလက်တိုင်းလိုက်ရှာခဲ့ပါတယ်အဲ့ဒီသတင်းကသူ့ကိုဒေတာကန်အသားဆိုင်တစ်ဆိုင်စီခေါ်ဆောင်သွားခဲ့ပါတယ်ဒေဂျိုကတနက်နဲ့ချင်းချောက်ပြီးမေးမြန်းလိုက်တဲ့အခါအသားဆိုင်ပိုင်ရှင်ကနောက်ဆုံးတော့အမှန်ကိုပြောခဲ့ပါတယ်သူကတစ်ပရဲ့အမှန်တကယ်ထောက်ထားတဲ့ကားနံပါတ်ကိုပေးခဲ့ပါတယ်ဒါပေမဲ့သူဟာအသက်ရှင်ခြင်းလို့ဟန်ဆောင်ပူးပေါင်းနေတာပါရုတ်တရက်အသားချိတ်ကြီးနဲ့ဒေဂျိုကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒေဂျိုကချက်ချင်းတုတ်ပြန်နိုင်ခဲ့ပါတယ်ဝက်သားတုံးကြီးတစ်ခုကိုအကာအကွယ်ဖြစ်အသုံးပြုပြီးတိုက်ခိုက်မှုကိုတားဆီးလိုက်ပါတယ်ပြီးတော့အသားဆိုင်ပိုင်ရှင်ကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်ကားနံပါတ်ရရှိပြီးနောက်ဒေဂျိုဟာတစ်ပကိုလိုက်ရှာဖို့စတင်ခဲ့ပါတယ်ကားနံပါတ်ရရှိပြီးနောက်ဒေဂျိုဟာတစ်ပကိုခြေရခံဖို့စတင်ခဲ့ပါတယ်သူကမော်တော်ဆိုင်ကယ်စီးပြီးတစ်ပရဲ့ကားနောက်ကိုတိတ်တဆိတ်လိုက်ခဲ့ပါတယ်အခွင့်အရေးကောင်းကိုစောင့်နေပြီးတစ်ချက်ထဲနဲ့အဆုံးသတ်ဖို့ပြင်ဆင်ထားခဲ့ပါတယ်မကြာခင်မှာပဲတစ်ပရဲ့ကားကိုတွေ့လိုက်ရပါတယ်ဒေဂျိုဟာအကွာဝေးကိုထိန်းထားရင်းနောက်ကနေလိုက်လာခဲ့ပါတယ်နောက်ဆုံးတော့မီးပွိုက်နေသွားတဲ့အချိန်မှာတိုက်ခိုက်ဖို့အခွင့်အရေးရလာခဲ့ပါတယ်ဒေဂျိုကတနက်ကိုထုတ်ပြီးပြစ်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့တစ်ပကတခုခုမားနေပြီဆိုတာခံစားမိသွားပါတယ်သူကချက်ချင်းကားအရှိန်မြင့်လိုက်ပါတယ်ဒေဂျိုကနောက်ကနေစက်တိုက်ပစ်ခတ်ခဲ့ပါတယ်ကြီးတောင်ကကားပြတင်းပေါက်ကိုခွဲဖောက်သွားခဲ့ပါတယ်နောက်ထပ်တောင်ကမှန်ကိုပျက်စီးစေခဲ့ပြီးနောက်ဆုံးကြီးကတော့ကားတာယာကိုထိမှန်သွားခဲ့ပါတယ်
ထိန်းချုပ်မှုလွတ်သွားတဲ့ကားဟာလမ်းဘေးအတားအဆီးကိုဝင်တိုက်ပြီးရပ်တန့်သွားခဲ့ပါတယ်။ဒေဂျိုကဆိုင်ကယ်ပေါ်ကနေဆင်းပြီးအုတ်ထုံမျက်နှာဖုံးကိုချလိုက်ပါတယ်။ပြီးတော့ပျက်စီးနေတဲ့ကားစီကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်။ဒစ်ပကားထဲမှာပိတ်မိနေပြီးထွက်ပြေးဖို့အခွင့်အရေးမရှိတော့ပါဘူး။ဒေဂျိုကအဆုံးသတ်ဖို့ပြင်လိုက်တဲ့အချိန်မှာအနီးနားကလူတွေစုဝေးလာတာကိုသတိထားမိလိုက်ပါတယ်။တချို့လူတွေကဖုန်းနဲ့ဗီဒီယိုရိုက်နေကြပါတယ်။သူ့မျက်နှာနဲ့အထောက်အထားတွေပေါ်သွားနိုင်တာကြောင့်ဒေဂျိုမှာနောက်ဆုတ်ပြီးထွက်ပြေးဖို့ပဲရွေးချယ်လိုက်ရပါတယ်။ဒါပေမဲ့ထွက်မသွားခင်ဒစ်ပါကဒေဂျိုရဲ့မျက်နှာကိုတေချာမြင်လိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီညမှာတော့ဒစ်ပါဟာသူ့လူတွေကိုခေါ်ပြီးဒေဂျိုရဲ့လှုပ်ဝက်အိမ်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနေရာမှာဒေဂျိုရဲ့တောင်ကိုရီးယားမှာမိဘအဖြစ်ဟန်ဆောင်နေတဲ့အေဂျင့်2ယောက်ရှိနေခဲ့ပါတယ်။ဒစ်ပါရဲ့လူတွေကအိမ်ထဲကိုအတင်းဝင်ရောက်ခဲ့ပါတယ်။ဒစ်ပါကဒေဂျိုရဲ့အတူအယောင်မိခင်ကိုဖမ်းဆီးပြီးလှုပ်ဝက်တစ်တာရဲ့စကားဝက်ကိုတောင်းခဲ့ပါတယ်။သူကစကားဝက်ပေးရင်အသက်ချမ်းသာပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့အမှန်တကယ်တော့နှစ်ဖက်စလုံးရှာဖွေနေတဲ့အရာတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့နိုင်ငံရေးအာဏာအတွက်တောင်ဩဇာတက်ရောက်နိုင်တဲ့တန်ဖိုးကြီးစိန်များဖြစ်ပါတယ်။နောက်ဆုံးမှာဒေဂျိုရဲ့အတူအယောင်မိခင်ကတစ်တာဖွင့်ဖို့စကားဝက်ကိုပြောပေးလိုက်ရပါတယ်။တစ်ဖက်ကစိန်တွေကိုရယူပြီးနောက်ကတိပေးထားသလိုမလုပ်ခဲ့ပါဘူး။သူမကိုရက်ရက်ဆက်ဆက်တပ်ပစ်လိုက်ပါတယ်။အပေါ်ထပ်မှာတော့ဒေဂျိုရဲ့အတူအယောင်ဖခင်ဟာနှက်ချက်တက်ပြီးတချင်းနားထောင်နေခဲ့ပါတယ်။အန်ရဖြစ်နေတာကိုလုံးဝမသိပဲအောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ဒါပေမဲ့တစ်ပရဲ့လမ်းမှာတိုက်ရိုက်တွေ့သွားခဲ့ပါတယ်သူလည်းတစ်သက်ခံလိုက်ရပါတယ်။တစ်ပရဲ့လူတွေကစိန်တွေကိုယူသွားခဲ့ကြပါတယ်။ပြီးတော့တစ်ပကအိတ်ခမ်းမှာထိုင်ပြီးဒေဂျိုပြန်လာတာကိုစောင့်နေခဲ့ပါတယ်။မကြခင်မှာပဲဒေဂျိုအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။တကားဖွင့်ဝင်လိုက်တာနဲ့သူ့မျက်လုံးရှိမှမိဘဖြစ်ဟန်ဆောင်နေခဲ့တဲ့လူ2ယောက်ရဲ့အလောင်းတွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအခိုက်မှာဖြစ်ပျက်သမျှအားလုံးကိုသူနားလည်သွားခဲ့ပါတယ်။ဒီမစ်ရှင်ဟာအခုတော့တာမန်တာဝန်တစ်ခုမဟုတ်တော့ပါဘူး။ဒါဟာသူ့အတွက်ကိုရေးကိုယ်တာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ဖက်ကိုမဖြစ်မနေဖယ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒေဂျိုကအင်ဂျီကိုစုပ်ခဲပြီးတစ်ပစီကိုပြေးဝင်တိုက်ခိုက်ခဲ့ပါတယ်။တစ်ဖက်ကစပွဲတစ်လုံးကိုလှန်ပစ်ပြီးပြင်းထန်တဲ့ထိုးချက်တွေဆက်တိုက်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒေဂျိုကတစ်ချက်ချင်းစီကိုအေးအေးဆေးဆေးကာကွယ်နိုင်ခဲ့ပါတယ်။တစ်ပရဲ့ဒေါသထွက်နေတဲ့ထိုးချက်တွေကမှန်တွေကိုပဲခွဲပစ်နိုင်ခဲ့ပြီးဒေဂျိုကိုထိခိုက်အောင်မလုပ်နိုင်ခဲ့ပါဘူး။ဒေဂျိုရဲ့တိုက်ခိုက်မှုတိုင်းဟာတိကျပြီးထိန်းချုပ်ထားပါတယ်။သူ့စိတ်ထဲမှာအကြောင်းပြချက်တစ်ခုလည်းရှိပါတယ်။မြောက်ကိုရီးယားမှာသူ့ကိုစောင့်နေတဲ့ညီမလေးအဲ့ဒီတွေကပဲသူ့ကိုနောက်မဆုတ်အောင်လုပ်ပေးနေခဲ့ပါတယ်။တစ်ပနဲ့ဒေဂျိုတို့ရဲ့တိုက်ပွဲဟာပိုပြီးပြင်းထန်လာခဲ့ပါတယ်။တစ်ပကအစွမ်းကုန်ဒေါသထွက်ပြီးတိုက်ခိုက်နေပေမဲ့ဒေဂျိုကတော့သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုအေးဆေးစွာခံမှန်းပြီးကာကွယ်နေခဲ့ပါတယ်။တစ်ပဟာအနိုင်ရဖို့မဖြစ်နိုင်တော့မှန်းသိလာတဲ့အချိန်မှာသူကတနက်တစ်လက်ကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့ဒေဂျိုကချက်ချင်းတုတ်ပြန်နိုင်ခဲ့ပါတယ်။သူကတစ်ပရဲ့လက်ကောက်ဝတ်ကိုဖမ်းပြီးတနက်ကိုလွှတ်ကျသွားအောင်လုပ်လိုက်ပါတယ်။ဒါပေမဲ့ရုန်းကန်မှုကြောင့်2ယောက်လုံးနေရန်ကိုဝင်တိုက်မိခဲ့ပါတယ်။တစ်ပကအခွင့်ကောင်းယူပြီးနောက်ထပ်ထိုးချက်တွေဆက်တိုက်ပေးခဲ့ပါတယ်။ဒေဂျိုကအခြေအနေကိုချက်ချင်းတွက်ချက်လိုက်ပါတယ်။သူကအနီးမှာရှိတဲ့ကျူးတစ်ချောင်းကိုယူပြီးတစ်ပရဲ့နောက်ဘက်ကနေလေဘင်းကိုတင်းတင်းကြပ်ကြပ်ပတ်လိုက်ပါတယ်။တစ်ပဟာအသက်ရှူမရတော့ပဲရုန်းကန်နေခဲ့ပါတယ်။အဆုံးသတ်တော့မယ်လို့ထင်ရတဲ့အချိန်မှာတစ်ပကသူ့အဝတ်စားထဲမှာဖုံးကွယ်ထားတဲ့ဓာတ်တစ်ချောင်းကိုထုတ်လိုက်ပါတယ်။တိုက်ပွဲအခြေအနေကချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။ဒေဂျိုကဓာတ်ထုတ်မှုကိုအနည်းငယ်လွတ်မြောက်နိုင်ခဲ့ပေမဲ့အန္တရာယ်ကြီးနေခဲ့ပါတယ်။နောက်ဆုံးအချိန်မှာသူကအနီးကဘီယာဘူးတစ်ဘူးကိုအသုံးပြုပြီးဓာတ်ကိုတားလိုက်ပါတယ်။တိုးတောင်းတဲ့ရုန်းကန်မှုအပြီးမှာဒေဂျိုကဓာတ်ကိုပြန်ယူနိုင်ခဲ့ပါတယ်။ပြီးတော့အဆုံးသတ်နိုင်တဲ့ထိုးချက်2ချက်နဲ့တစ်ပကိုလဲကျသွားအောင်လုပ်လိုက်ပါတယ်။ဒေဂျိုဟာအနိုင်ရခဲ့ပေမဲ့သူကိုယ်တိုင်လည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။သူ့ရဲ့အတူရောင်မိဘတွေဟာဒီမစ်ရှင်ကြောင့်အသက်ဆုံးရှုံးခဲ့ရတာကိုတွေးမိပြီးအပြစ်ရှိတယ်လို့ခံစားခဲ့ရပါတယ်။ထို့ပြင်သူ့ရဲ့အထောက်ထားတဲ့နေရာဟာရန်သူတွေတိသွားပြီဆိုတာလည်းနားလည်ခဲ့ပါတယ်။ဒါကြောင့်သူ့နောက်ွယ်မှာကြံခဲ့မဲ့အထောက်ထားအလုံးကိုဖျက်ဆီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကအိမ်ရဲ့တံငွေပိုက်ကိုဖျက်လိုက်ပါတယ်။သွေးစွန်းနေတဲ့လက်နက်တွေကိုမိုက်ခရိုဝေ့ထဲထည့်ထားလိုက်ပါတယ်။ပြီးတော့မော်တော်ဆိုင်ကယ်နဲ့ထွက်ခွာသွားခဲ့ပါတယ်။မကြာခင်မှာပဲအင်ကြီးဟာမီးလောင်ပေါက်ကွဲသွားခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာခဲ့ပါတယ်။အာဏာပိုင်တွေကနေရာတစ်ခုလုံးကိုပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့မီးလောင်ပျက်စီးနေတဲ့အိမ်ထဲကနေအရေးကြီးတဲ့တဲလွန်တချို့ကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီထဲမှာဒေဂျိုရဲ့နာမည်ပါတဲ့အေဂျင့်ဝစ်စုံပိုင်းစတစ်ခုပါဝင်ခဲ့ပါတယ်။အဲ့ဒီအထောက်ထားကြောင့်စုံစမ်းရေးအဖွဲ့တွေဟာဒေဂျိုရဲ့အမှန်တကယ်ထောက်ထားကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။သူဟာမြောက်ကိုရီးယားအေဂျင့်တစ်ယောက်ဖြစ်ကြောင်းသိသွားကြပါတယ်။ဒေဂျိုဟာအဲ့ဒီနေရာမှာဆက်နေလို့မဖြစ်တော့ဘူးဆိုတာနားလည်လိုက်ပါတယ်။သူကသတ်မှတ်ထားတဲ့ထွက်ခွာရနေရာကိုသွားခဲ့ပါတယ်။အဲ့ဒီမှာသူ့ကိုစောင့်နေတဲ့အသက်ကြီးအမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။သူမဟာဒေဂျိုရဲ့လှုပ်ဝက်တာဝန်ကိုစီမံပေးနေတဲ့အဆက်အသွယ်တစ်ယောက်ဖြစ်ပါတယ်။ဒဏ်ရာတွေကြောင့်အားကုန်နေတဲ့ဒေဂျိုဟာမကြာခင်မှာပဲတတိလက်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့စောင့်ရှောက်မှုကြောင့်ဒေဂျိုဟာတဖြည်းဖြည်းပြန်ကောင်းလာခဲ့ပါတယ်။ဒေဂျိုကနောက်ဆုံးတော့အိမ်ပြန်နိုင်ပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲနောက်ထပ်အထုပ်တစ်ခုရောက်လာခဲ့